ကြီးများရှင်ဆင်းရဲပေါ်သို့အားရောက်ပြီးပါရဲ့ဒေတာဆိုတာဖိတ်ခေါ်အပ်ပါရဲ့ရှင်ကျွန်တော်ကတော့ဇီဝဗေဒဘာသာရပ်ပေါ့နော်ဂရိတ်တန်11တွဲနောက်3ခုသင်ကြားပေးပါတယ်တော်တော်ပီတိဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျောင်းသားတွေစုံစုံလင်းလင်းနဲ့စကားပြောရတယ်နော်ကိုဖြစ်စေခြင်းနဲ့အနာဂတ်ရဲ့အကြောင်းအရာအားလုံးသူညွှန်ကြားလို့ရတယ်ကျွန်တော်ကတော့ဒီအကြောင်းရဲ့ဆရာကြီးဦးကန်းဆိုပါကျွန်တော်နာမည်ကတော့ကျွန်တော်ဒီအကြောင်းမှာအကြောင်းကြီးဖြစ်တောင်းနေပါတယ်ခင်ဗျဘာသာရပ်မှာသင်ကြားနေတော့စီမံအုပ်ချုပ်ရေးပိုင်းနေမှာတော့ကျွန်တော်အကုန်လုံးတောင်းယူပြီးဆောင်ရပါတယ်ဒါဂါရဝပြုတယ်ဆိုတာမြမယဉ်ကျေးမှုပေါ့နော်ဟုတ်လားမင်္ဂလာတစ်ပါးနဲ့လည်းပြည့်စုံတဲ့အတွက်အလွန်ကိုကြက်တည်မင်္ဂလာရှိတဲ့အတွက်ဝမ်းသာပီတိဖြစ်မိပါတယ်ကလေးတွေလည်းကျမ်းမာချမ်းသာကြတယ်လို့အမြဲတမ်းဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ဆရာဦးမျိုးဝင်းဖြစ်ပါတယ်ဒီကျောင်းမှာတော့ကျွန်တော်ပြင်ထားတင်ကြပြီအဓိကတော့ကျွန်တော်တောင်းထောင်းတာကတော့ကလေးတွေရဲ့ပုံစီကံပေါ့စီကံမှဆိုင်ရာဒုစရကလေးတွေရဲ့ပုံအောင်မြင်မှုလေးတွေပေါ့ကလေးတွေရဲ့တိုးတက်မှုလမ်းလေးတွေပြသခွင့်ရတဲ့အတွက်အမြဲတမ်းလည်းပြင်ပြီးဒီလိုပဲကျွန်တော်ကဒီကြောင်ဝင်ပြပါတယ်ဒီပညာကျေတဲ့ကောင်မှာဒီမှာလာပါလေရရတာပြင်ကြပြီးဆရာကျောင်းဝယ်လီအောင်ဒီကလာအကြောင်းဒီထောင်သူဆရာအောင်စုမှုပြန်မှကျိုးကအားထုတ်ပြီးတော့ဓာကြီးကိုဒီပညာကြီးကိုပြီးတော့လာတဲ့နဲ့ဒီကျောင်းတော်ကိုကြောင်းတော့ဘောဒီတော့ဆရာတော်ပြပါမယ်ဝမ်းလာပါဒီလိုလုပ်နိုင်မှာပါတယ်ဒီပညာကျေတကောင်မှာမာတာတင်ကြားနေတာပါရန်ပီတီပြရတာပေါ့ဘာလို့လဲဆိုတော့ဒီလိုမျိုးကလေးတွေကွန်ပျူတာပွဲရောနောက်တစ်ခါပူဇာစပူဇာနေရတယ်ဆိုတော့ဟုတ်လားဒီပူဇော်ထိုက်သူကိုပူဇော်ရတဲ့ပွဲကြီးပြီးတော့ခါကျတော့ဒီကလေးတွေဂုဏ်ပြုတဲ့ပွဲကြီးပြီးတော့ခါကျတော့ဒီလိုမျိုးတွေအကြောင်းတစ်ခုလုံးကြီးကိုဖြစ်မြောက်အောင်ပြုလုပ်နိုင်တဲ့ဆရာကြီးကိုအရန်ကိုမှဂုဏ်ယူပါတယ်လို့ကျွန်တော်ဦးညွန့်လွန်ပါခင်ဗျာကျွန်တော်တန်11တွဲကျွန်တော်အင်္ဂလိပ်စာတင်ပါတယ်ခင်ဗျာပြပြမနိုင်လောက်ဝင်တာပါတယ်ခင်ဗျာကျွန်တော်နာမည်ကဆရာဦးနိုင်နေမှာဒီเจ้าမှာကျွန်တော်အင်္ဂလိပ်စာတင်ပါတယ်ဒီနေ့ပွဲဖြစ်တဲ့အတွက်ဆရာကတော့ဝဲနဲ့စုံညီပွဲပေါ့နော်ဒီကိုလာပြီးတော့တက်ရတဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်ကတော့ပညာကျေတော်ကိုပိုင်ကျောင်းမှာဒီကျွဲပညာသင်ကြားဘာသာရပ်ကိုသင်ကြားပေးနေတဲ့ဆရာဦးစောဖြစ်ပါတယ်ဒီနေ့လူကျင်းပတဲ့ဆရာတော်ဘွဲနဲ့ပညာရေးကျွန်းစုပေးပွဲပေါ့နော်အဲ့ဒီကမ္ဘာကျင်းပရတဲ့ဒီကျွန်တော်အတွက်အမတန်မှပေါ်လူဝမ်းမြောက်ပါလားဆွနိုင်ဖြစ်ပါတယ်ကျွန်တော်ဒီကျောင်းမှာသင်ထားပါတာပြပါတယ်အခုကျောင်းကြီးအောင်မြင်တိုးတက်နေတာတွေ့ရတဲ့ဒီမှာအမှန်တဝမ်းသာပါတယ်ဒီကျောင်းကြီးတွန်းစီကိုတည်တံ့ပြီးတော့အောင်မြင်ပြီးတဲ့မကအောင်မြင်ပါလိမ့်မယ်ကျွန်တော်ဆန္ဒပြုပါတယ်ကျေးဇူးပါပြောမှာကျောင်းမှာသင်ထားပါတဲ့တင်ပါတယ်အဲ့ဒါကိုဒီလိုခင်းရဖို့လည်းမလွယ်ဘူးပေါ့နော်ကျောင်းကြီးရဲ့အောင်မြင်မှုကိုလည်းအောင်မြင်ပါတယ်တော့ဓာတ်ပရိယာတင်ကြားတဲ့ဆရာတော်ကြီးပါဗျာခုလိုကလေးတွေနဲ့ဖက်တိုင်ဝဲစစ်စစ်ကကတွေ့ရတဲ့အတွက်ကျွန်တော်အင်မတန်မှဝမ်းသာခြင်းပါဗျာဟုတ်ကဲ့ဗျာဒီနေ့ပြင်မဲ့သူတို့ကတော့ဂျီတွဲကလေးတွေပေါ့ဂရုဝေဆိုတာနဲ့အောင်မြင်ပါစေသူ့ဆုံးမလေးရရှိပါစေညမသမျှဒီမသမျှလည်းလက်ရှိကြပါစေလို့ကျွန်တော်ဆုမွန်ပေးပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကျွန်တော်နာမည်ကတော့ဦးစောမင်းဖြစ်ပါတယ်သင်ကြားတဲ့ဘာသာရပ်ကတော့ Chemistry ဓာတုဗေဒရပ်ကိုသင်ကြားပါတယ်အထက်တန်းအဆင့် grade 10 grade 11 grade 12ပေါ့ဗျာပွဲဖြစ်မြောက်ရေးအတွက်ဖက်ဘက်ကနေကူညီပံ့ပိုးပေးတဲ့ဆရာဆရာမတွေကျောင်းသူကျောင်းသားတွေမိဘဆရာသမားတွေအားလုံးကိုကျေးဇူးထူးတင်ပါတယ်ဒီလိုပွဲလေးကိုစီစီကားကားတိုက်တိုက်မြိုက်မြိုက်လေးတွေ့ရတာဝမ်းသာပြီးဖြစ်ရပါလားဗျာကျေးဇူးကောင်ကိုပိုင်တန်းကျောင်းမှာဓာတုဗေဒပညာရပ်ကိုသင်ကြားပေးနေတဲ့ဆရာကြီးကိုပြောင်းတယ်ဆရာလေးတိုင်ဝန်နဲ့တပည့်လည်းစုံကြီးနဲ့ပြည့်စုံတဲ့ပွဲတွေမလို့အရန်ကြည်နူးဝမ်းသာပြီးဖြစ်ရပါတယ်သူတို့အတွက်ကိုယ်ရည်မှန်းချက်သားတိုင်းကိုကိုယ်တိုင်ပေါ်လာကြပြီးတော့ပညာနဲ့စတာနိုင်တဲ့ပွဲတွေဖြစ်ကြပါစေလို့ဆုမွန်တောင်းပါတယ်။ဟုတ်ဥက္ကဋ္ဌမျိုးဖြစ်ပါတယ်ဗျာ။ဒီဘဗေဒဘာသာရဲ့အချောင်းပါသင်ကြားပါဗျာ။
โอเคကျွန်တော်တို့ဒီဆရာတွေအနေနဲ့ကတော့ဒီအာစတြေးလျပူဇော်ပွဲနဲ့စုဝေးပွဲအခမ်းအနားဆိုတာကျွန်တော်တို့ဒီသင်ကြားရေးလောကတွေဆရာဆရာမတွေလောကမှာတော့အကောင်းဆုံးပွဲအနေနဲ့ဆိုတော့ဝမ်းသာပီတိဖြစ်နေပါတယ်ဗျာ ကျွန်တော်နာမည်ဦးလမိုးတူပါမယ်ကျွန်တော်ဒီကျောင်းမှာတင်လာတော့ကျွန်တော်ယူပါပြည်တာပါတယ်ဆို grade 10မှာကျွန်တော်တင်ကြပါခင်ဗျာဟုတ်ကဲ့ဝမ်းသာပါတယ်ကျွန်တော်တို့ဒီတခန်းတနာနဲ့အကောင်းဆုံးကြိုးစားပြီးတော့ဒီတနည်းစာမှာကလေးတွေအတွက်လည်းဒီဆရာတွေပေါ်မှာတန်ဖိုးထားတဲ့ပွဲလေးတစ်ခုပေါ့နော်ဆရာတွေအနေနဲ့လည်းကလေးတွေပေါ်မှာပြန်ပြီးတော့မေတ္တာတရားနဲ့ပြန်တုံ့ပြန်ရတဲ့ပွဲဖြစ်တဲ့အတွက်အတိုင်းမျိုးဝမ်းသာပါတယ်ဒီလည်း PD ဖြစ်ပြီးတာတော့လည်းပျော်ရွှင်ရပါတယ်ခင်ဗျာ တိုင်းကျကလေးဒီလိုမိတ်ဆက်ပြော ကျွန်တော်နာမည်ဆရာဦးစမ်းမင်းကျော်ပါခံရလဲပဲ visit တယ်ဟုတ်ကျမချန်နာလူရဆန္ဒရေးပြီးတော့ဒီပါကိုအထူးပြုနိုင်တဲ့သာသနာအများအကျိုးတင်ပေါ်နိုင်တဲ့သာကောင်းရတာဒီကောင်းရတာလေးဖြစ်ပါတယ် ဒီလိုကြီးဖြစ်ပါရှင်ဟုတ်ကျောင်းမှာတော့ဒီမှာ10 11 grade 10ဆင့်ကိုဘောကပြတင်ကြတာပါဟုတ်ပါတယ်ရှင်ဒီတင်ကအားလုံးကျောင်းသားမှုအားလုံးတွေစုံပြရတဲ့အချိန်ပြီးကိုစာသင်ကြားတဲ့ဆရာကြီးစကားရင်းနဲ့လေအားလုံးစုံပြရတဲ့အချိန်ပြီးတော့ကလေးတွေတနေ့တာကျူးပါမှများအရာအလုံးဒီမှာဟိုပုံပြတဲ့အချိန်တွေပြန်လာတိုင်းပြပါကလေးလေဒီချက်မကပို့ပြီးတော့ပညာရေးထူးထွန်းတဲ့ကျောင်းသားမှုတွေဖြစ်ပါစေပြီးတော့ဒီကျောင်းလေးဒီချက်မကအများကြီးတက်ပါစေပေါ့ဟုတ်ပြောဆောင်အင်္ဂလိပ်စာခေါ်လိုက်အောင်ဒါပေမဲ့ဒီမှာတော့ဂီတာပြန်လာဂီတာတွေအင်္ဂလိပ်ရှိနေရှိတာအပြင်အကြောင်းတွေကတော့အင်္ဂလိပ်စာပြန်လာပဲဒီမှာတော့တာဝန်ယူတာကတော့ဂီတာပြီးတတ်မယ်အင်္ဂလိပ်ချင်းဆိုပါညာပေါ့အဲ့ဒါတာဝန်ယူပါတယ်ဟုတ်ကဲ့ဒီနဲ့စုံပြီးရတာတော့ဟာလာဝမ်းသာစရာကောင်းပါတယ်ဒါလို့ပြောမှာကျွန်တော်တို့အရှိတိုင်းရဲ့ဒါဘူးပြောမှာဘာလို့ဆိုမိဘတော်စားကြောတဲ့ပွဲဆိုတော့မင်္ဂလာတရားရှိတဲ့ပွဲပေါ့အဲ့လိုကျမ်းမာချမ်းသာပြီးပညာဉာဏ်ကြီးကြီးမားပါလေကြာတက်ပြတယ်ရှိပါပြီမိဘကိုလူကျွေးနိုင်တဲ့သာသမီတွေဖြစ်ကြပါလိမ့်မယ်တော့ပါခြေသူပါကျွန်တော်ဆရာကြီးကိုလိုက်ချက်ပါကျွန်တော်လာမဲ့ဒီပညာကျေကွန်ကိုပိုင်ထက်တန်းကျောင်းရဲ့2026-29ပညာသင်နှစ်မှာကျောင်းစီမံအုပ်ချုပ်သူကျောင်းဆရာကြီးနေနဲ့တာဝန်ထမ်းမဲ့ဖြစ်တာဟိုကျွန်တော်တို့ဒီဆရာကြီးအောင်ဆုံးမှုရှိတဲ့ပညာကျေကွန်ကိုပိုင်ထက်တန်းကျောင်းရဲ့ဒါပထမဆုံးဒီကျောင်းသစ်ဝင်းပြန်မှာကျင်းပတဲ့ပညာရေးကျောင်းစုပေးပွဲဟာဒီကလေးတွေရဲ့ဗလာ9ရံဖွင့်ဖြိုးဖို့လေ့ကျင့်ပေးတဲ့ဒီနေ့အပြင်ကလေးတွေရဲ့ကြိုးစားမှုရလဒ်ကိုဂုဏ်ပြုပေးတဲ့ပွဲဖြစ်တဲ့အတွက်အကုန်လုံးအားလုံးပညာကျေကွန်ရဲ့ဒီဥယျာဉ်မှုဆရာဆရာမများနဲ့အတူကျွန်တော်ဝမ်းသာပီတိဖြစ်မိပါတယ်။အဲဟာခုလာမဲ့ဒီအနာဂတ်ရဲ့ကျေပွင့်လေးတွေဖြစ်ဖို့ပြုစုပြောထောင်းနေတဲ့ကျွန်တော်တို့ဥယျာဉ်မှုနေနဲ့ဒါမဲ့သူတို့ရဲ့အနာဂတ်တွေလှပဖို့အတွက်ဝိုင်းဝန်းပြီးတော့မိဘများနဲ့အတူပညာကျေကွန်ပညာရေးမိသားစုကဒီကျွန်တော်တို့ကျောင်းရဲ့ဆောင်ဖို့လိုပဲပညာနဲ့ထွန်းလင်းတောက်ပတဲ့ကျေပွင့်လေးတွေပေါ်ထွက်ဖို့အတွက်ဒီမျောပြီးဆောင်ရတာဖြစ်တဲ့အတွက်ကလေးတွေအနာဂတ်ကောင်းမွန်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးပါပဲကျွန်တော်ကတော့လက်ရှိဒီပညာကျေကွန်ကိုပိုင်ကျောင်းကြီးကိုတည်ထောင်ထားတဲ့တည်ထောင်သူဆရာဦးအောင်စုလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိပြုလုပ်ပေးတဲ့ပွဲရတော့နံပါတ်1ကတော့ကျောင်းသားကျောင်းသူလေးတွေကနှစ်တစ်နှစ်ကြာပြီးဆုံးတဲ့အတွက်ဆရာမတွေကိုဂုဏ်ပြုကျေးဇူးဖြစ်တဲ့အနေနဲ့အာရဝပြုပြောတဲ့ပွဲပေါ့ဒါနံပါတ်1အပိုင်းပေါ့နော်နောက်နံပါတ်2အပိုင်းကတော့ကျွန်တော်တို့ဒီနေ့အသီးသီးကနေပြီးတော့ဂုဏ်ပြုရရှိတဲ့ကျောင်းသားကျောင်းသူတွေရဲ့လက်ရှိအတန်းအသီးသီးမှာစုရရှိတဲ့ကျောင်းသားကျောင်းသူတွေကိုစုစည်းမင်းတဲ့အခမ်းအနားပဲဖြစ်ပါတယ်ပြောရရင်ကျွန်တော်တို့ကလွန်ခဲ့တဲ့2013-14ရပါတော့အမရပူရကကျွန်တော်တို့ရဲ့အောင်မြင်တစ်ခုလို့လည်းပြောလို့ရတယ်။ဘာလို့အမရပူရမှာကျွန်တော်တို့ကဂျီပရီသာဆိုတဲ့နာမည်နဲ့ဘာသာရေးတင်ကျူရှင်လေးစခဲ့တာ။ကျောင်းသားတစ်ယောက်ကနေစတင်ဖွင့်ခဲ့တယ်။အဲဒီကနေတဖြည်းဖြည်းနဲ့ကျွန်တော်တို့စီမှာပထမဆုံးနှစ်ကနေနှစ်တိုင်းမှာဂုဏ်ရှင်တွေပေါ်ထွန်းခဲ့တယ်။ဂုဏ်ရှင်တွေအပြင်ကျွန်တော်တို့ကတော့အဓိကစာပေကလေးတွေကိုသင်ကြားပေးတဲ့နေရာမှာဂုဏ်ထူးကြီးမဟုတ်ဘဲနဲ့ပေါ့နံပါတ်1ကတော့ဇာတိကောင်းမွန်ရမယ်နံပါတ်2ကလူကြီးမိဘတွေပေါ်သိရမယ်နံပါတ်3ကအသိပညာအတတ်ပညာထူးချွန်ရမယ်နံပါတ်4ကလူမှုဘဝနယ်ပယ်တွေမှာသူတို့တွေကို6ရောက်ပုံကိုရက်တည်နိုင်ဖို့အဓိကထားပြီးတော့သင်ကြားပေးတဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်ဗျ။နောက်အဲဒီကနေကျွန်တော်တို့ဒီမနစ်က2024-25ကျမှကျွန်တော်တို့ဒီလာမဲ့ပညာသင်နှစ်မှာဒီဒဂွန်နိုင်ပြည်ကြီးကျောင်းမှာ2024-25မှာစရှိလို့2025-26
မှာပညာကျေတကွန်တစ်ဆိုပြီးတော့ဖွင့်လှစ်နိုင်ခဲ့ပါတယ်အခုကျင်းပတဲ့ပွဲကြီးကတော့ဒါပညာကျေတကွန်တစ်ရဲ့အမှတ်1ရဲ့အကြောင်းကြီးဖြစ်ပြီးတော့ပွဲဖြစ်ပြီးတော့လက်ရှိကျင်းပတဲ့နေရာကတော့ကျွန်တော်တို့နောက်2026 29မှာဖွင့်လှစ်မယ်ပညာကျေတကွန်အမှတ်1အကြောင်းတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီစကားပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီတပည့်တွေအားလုံးလူမှုရေးနယ်ပယ်အသီးသီးမှာအောင်မြင်နေတာမြင်ရတာရောနောက်လက်ရှိကျောင်းသူကျောင်းသားတွေမှာလည်းစူးရမဲ့ကျောင်းသူကျောင်းသားတွေရဲ့မျက်နှာတွေနောက်တက်လာတဲ့ကျောင်းသူကျောင်းသားတွေရဲ့မြင်ကွင်းလေးတွေနောက်သူတို့ရဲ့ဖန်တီးထားတဲ့လက်မှုအမှုပညာတွေအားလုံးမြင်ရတဲ့အတွက်ဒီနေ့မှာအတိုင်းမသိဝမ်းသာမိပါတယ်စထပ်ပြီးတော့လည်းကျွန်တော်တို့ကျောင်းကနေပြီးတော့နိုင်ငံကိုအကျိုးပြုနိုင်တဲ့တိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့လူကြီးမိဘတွေပေါ်သိတတ်တဲ့နားလည်တဲ့ကျောင်းသူကျောင်းသားလေးတွေအများကြီးပေါ်ထွန်းသွားအောင်ကြိုးစားပေးပါမယ်ခင်ဗျာနံပါတ်1ကတော့စေတနာပါခင်ဗျာကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအပေါ်မှာထားတဲ့စေတနာပါကျွန်တော်တို့ကကလေးတွေအားလုံးကိုနံပါတ်1အရေးချင်းသတ်မှတ်မခွဲပါဘူးအားလုံးကိုဘာသာရပ်သင်္ကားသားတွေပြီးဆုံးတဲ့အတူကျောင်းသားအားလုံးကိုနံပါတ်1သင်ကြားပေးပါတယ်အဲ့လိုသင်ကြားပေးတဲ့အတွက်လည်းအောင်သင်တဲ့ကျောင်းသားအောင်ရမယ်ဘုံထွက်တဲ့ကျောင်းသားဘုံထွက်ရမယ်ထူးချွန်တဲ့ကျောင်းသားထူးချွန်ရမယ်အချုပ်ပြောရရင်တော့ညံ့သူတွေတော်ပြီးတော့တော်တဲ့လူတွေတော်တဲ့တော်အောင်သင်ကြားပေးလို့ဖြစ်ပါတယ်။ကျေရကွန်အမှတ်1ကျောင်းတော်ကြီးကတော့ဒီစကိုင်းမန်းလေးတောင်သမန်ကံပလန်တကွန်နိုင်မိဘွဲ့အနီးလမ်းရဲ့ညာဘက်မှာရှိပါတယ်ပညာကျေရကွန်အမှတ်1ကျောင်းတော်ကြီးဖြစ်ပါတယ်။နောက်အမှတ်2ကျောင်းတော်ကြီးကတော့ကျွန်တော်တို့ဟုတ်လားမြန်မာနိုင်ငံရဲ့အထင်ကရမန်းလေးမြို့ရဲ့အထင်ကရနောက်မြန်မာရင်ချင်းမို့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်သမန်အင်းကြီးဥပိ္ပဒရာကြီးရဲ့ဘေးမှာခန်းခန်းနာနာနဲ့တည်ရှိနေပါတယ်လက်ရှိကျောင်းတော်ကြီးတွေကနေပြီးတော့လည်းကျောင်းသူကျောင်းသားတွေကိုဒီတက်ပို့ပြီးတော်တဲ့ကျောင်းသူကျောင်းသားတွေဖြစ်အောင်ဒီတက်ပို့ပြီးထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေဖြစ်အောင်ကြိုးစားပြီးကျွန်တော်တို့ရဲ့ program ညာမှာရှိတဲ့များအစမ်းကုန်ကြိုးစားပြီးသင်ကြားပေးပါမယ်လို့รีวิวပါတယ်ခင်ဗျာကျွန်တော်တို့ကိုယ်ပိုင်ကျောင်းတွေထဲမှာဈေးအသက်တာဆုံးကျောင်းတစ်ကျောင်းဖြစ်ပါတယ်နော်ဈေးအသက်တာဘာလို့ဈေးအသက်တာဆုံးဖြစ်လဲကျွန်တော်တို့ကိုယ်တိုင်ကတောသူတောင်သားတွေပါကျွန်တော်တို့ကနှစ်ထိုးကြီးနေရနေနောက်ဖွင့်ရတာပြီးတော့တောသူတောင်သားတွေထားနိုင်အောင်ဒီကျောင်းကိုရည်ရွယ်ထားတာဖြစ်တဲ့အတွက်မန်းလေးမြို့မှာကိုယ်ပိုင်ကျောင်းတွေထဲမှာတော့ဈေးအသက်တာဆုံးဖြစ်ပါလိမ့်မယ်ဒါပေမဲ့လည်းတင်ကြားရေးဝန်ဆောင်မှုမှာတော့ကျွန်တော်တို့တို့ရခိုမထားဘဲနဲ့ဘာသာရပ်တစ်ဘာသာစီကိုဆရာမ2ဦး3ဦးအထိလိုအပ်ရင် guide တွေထပ်ဖြည့်တဲ့အထိနောက်ကျွေးမွေးတဲ့နေရာမှာလည်းမိသားစုနဲ့တူတဲ့ဝန်ဆောင်မှုပေါ့နောက်ကလေးတွေသူတို့တဲ့ဟာလေးတွေမိသားစုနဲ့နှွေးထွေးတဲ့ဝန်ဆောင်မှုလေးတွေပေးတဲ့အတွက်ကျောင်းသူကျောင်းသားတွေပျော်ရွှင်တဲ့အတွက်ဟလာအောင်မြင်နေရတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအတန်းအနေနဲ့ပြောရင်650ရှိပါတယ်ခင်ဗျာဒီလိုကျောင်းတော်ကြီးကိုဟလာဒီတက်ရောက်ကြတဲ့ကျောင်းသူကျောင်းသားတွေကျောင်းသူကျောင်းသားနံပါတ်1ကျောင်းသူကျောင်းသားတွေနံပါတ်2ကယုံကြည်စွာအနံပေးကြတဲ့ကျောင်းသားမိဘတွေနံပါတ်3ကအဖက်ဖက်ကနေပေါ့သတင်းစကားလေးဖြစ်စေအဖက်ဖက်ကနေမျိုးစုံတန်ဖိုးပေးနေကြတဲ့မိဘတွေနောက်နံပါတ်4အချက်ကတော့ကျွန်တော်တို့ကိုလိုအပ်ချက်လေးတွေကိုရှိရင်အားမနာပဲနဲ့ online ဖြစ်စေမြင်လိုအပ်ချက်လေးတွေရှိခဲ့ထောက်ပြတဲ့ကျေးဇူးရှင်တွေအားလုံးเนาะကျွန်တော်တို့တွေကတော့ဒါအားလုံးရဲ့ထောက်ပြမှုတွေကိုကိုယ်ရဲ့လိုအပ်ချက်တွေကိုပြင်ဆင်နဲ့ကြိုးစားတာဖြစ်တယ်အဲ့ဒီလိုအဖက်ဖက်ကဝင်းရံပံ့ပိုးပေးကြတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်